အားလုံးပဲမင်္ဂလာပါ Faster Programming ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့တွေ data structure အကြောင်းပြောမှာဖြစ်ပါတယ်ဆိုတော့ technical interview တွေမှာ data structure ဆိုတာမတိမဖြတ်လိုအပ်တဲ့ basic topic တစ်ခုပါပြီးတော့ computer science ရဲ့အခြေခံအုတ်မြစ်လည်းဖြစ်ပါတယ်ဒီဗီဒီယိုမှာတော့ data structure ရဲ့အဓိကကျတဲ့အမျိုးအစားတွေကိုဘယ်လိုအလုပ်လုပ်တယ်လဲလက်တွေ့ဘဝမှာဘယ်လိုသုံးတယ်လဲပြီးတဲ့အခါကျတော့ speed ဘယ်လောက်မြန်လဲဆိုတဲ့ time complexity အထိကိုပါကျွန်တော်တစ်ခုချင်းစီရှင်းပြပေးအောင်မှာဖြစ်ပါတယ်ဆိုတော့မိတ်ဆွေတို့စိတ်ဝင်စားလို့ရှိရင်အဆုံးထိလိုက်ကြည့်ပါ interview အတွက်အသုံးဝင်တဲ့ topic လေးတွေလည်းပါပါတယ်ပထမဆုံးအနေနဲ့ data structure တွေတစ်ခုချင်းစီအကြောင်းမပြောခင်မှာ build notion ဆိုတာကိုနားလည်ထားဖို့လိုပါတယ်ဆိုတော့ build notion ဆိုတာပါလဲ build notion ဆိုတာ data structure တစ်ခုရဲ့ speed နဲ့ efficiency ကိုတိုင်းတာတဲ့စနစ်တစ်ခုပါဥပမာအနေနဲ့ကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရန်ကုန်ကနေပြီးတဲ့အခါကျတော့မန္တလေးကိုလမ်းလျှောက်သွားလို့ရတယ်ဆိုင်ကယ်နဲ့သွားလို့ရတယ်ကားနဲ့သွားလို့ရတယ်ကျွန်တော်တို့လေယာဉ်နဲ့သွားလို့ရတယ်ဒါပေမဲ့လမ်းလျှောက်သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တက်လာနေပါကြာမြင့်မယ်ဆိုင်ကယ်နဲ့သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရက်ပေါင်းများစွာကြာမြင့်မယ်ကားနဲ့သွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တရက်ထဲကြာမြင့်မယ်ပြီးသွားလို့ရှိရင်လေယာဉ်နဲ့သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့နိုင်အနေငယ်ပဲကြာမြင့်မှာဖြစ်ပါတယ်ပေါ့နော် variable တစ်ခုချင်းစီအလိုက် time ကကွာခြားသွားသလိုကျွန်တော်တို့ဒီ data structure တွေကလည်းအဲ့ဒီအတိုင်းပါပဲဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်ဒီ time complexity အဓိက၄မျိုးကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးဟာဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ constant time လို့ခေါ်ပါတယ် constant time ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ data တွေဘလောက်ပဲများများ operation တစ်ခုတည်းဟိုဒါလှုပ်ဆောင်တဲ့စနစ်ကိုခေါ်ပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဈေးဝယ်မဲ့ list မှာရှေ့တိုးကျွန်တော်တို့ပထမဆုံးအရာကိုကျွန်တော်တို့ယူသလိုပါပဲဥပမာဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့၃ခုရှိလဲအပေါ်ဟာကိုယူတယ်ပြီးတော့လို့ချင်းကျွန်တော်တို့အများကြီးရှိလဲအပေါ်ဟာကိုယူတယ်ပေါ့နော်ဆိုတော့အဲ့ဒီအတိုင်းပါပဲနောက်ထပ်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ linear time မှာ linear time ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ data တွေတိုးလာရင်တိုးလာသလောက် time ကလည်းအချိုးကျလိုက်ပြီးတဲ့အခါကျတော့တိုးလာတဲ့ဟာကိုခေါ်ပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်နာမည်စင်းထဲကနေပြီးတဲ့အခါနာမည်တစ်ခုကိုလိုက်ပြီးတဲ့အခါရှာတယ်လို့မျိုးပေါ့ဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ noise ဆိုတဲ့ဟာလေးကိုရှာကြတယ်ဆိုတော့ဒီမှာနာမည်အများကြီးတွေကနေပြီးတော့ကျွန်တော်တို့ဒီ noise ဆိုတဲ့ဟာလေးကိုလိုက်ပြီးတဲ့အခါကျတော့ရှာရမယ်ပေါ့နော်ရှာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်ကဒါမိုးရှာဖို့အတွက်9စက္ကန့်ကြာမယ်ဆိုလို့ရှိရင်ဒီမှာနာမည်10ခုကိုကျွန်တော်တို့9စက္ကန့်ကြာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အခု20ဆိုလို့ရှိရင်10စက္ကန့်ကြာမှဖြစ်ပြီးတဲ့အခါကျတော့ကျွန်တော်တို့ဒီအခု30ဆိုလို့ရှိရင်ကျွန်တော်တို့15စက္ကန့်ကြာမှဖြစ်ပါတယ်အဲ့လိုမျိုးပဲဒီကောင်ကကြားတဲ့အခါကျတော့ဒီ linear တိုင်းက data တိုးလာတာနဲ့အများတိုင်းကလည်းအချိုးချလိုက်ပြီးတဲ့အခါကျတော့တိုးလာတဲ့ဟာကိုခေါ်ပါတယ်နောက်တစ်ခုဟာဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ quadratic time လို့ခေါ်ပါတယ် quadratic time ကဘာလဲဆိုလို့ရှိရင်သူကဒီအနည်းဆုံးအုပ်စုတွေဟာတစ်ခုပေါ့နော်ဒီ item တစ်ခုချင်းကဒီ item အားလုံးနဲ့ interact ဖြစ်ရပါတယ်ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီကျောင်းသားတွေအချင်းချင်းလက်ဆွဲနှုတ်ဆက်တယ်လို့မျိုးပါပဲဥပမာအနေနဲ့ဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင် student 1ကနေပြီးတဲ့အခါကျတော့ student 2 3 4 5 6ကိုကျွန်တော်တို့လက်ဆွဲနှုတ်ဆက်ရတယ် student 2ကနေပြီးတဲ့အခါကျတော့1 6 5 4 3ကိုအကုန်လုံး line လက်ဆွဲပြီးတော့နှုတ်ဆက်ရတယ်ပေါ့နော်အဲ့လိုမျိုးပါပဲသူကဒီ item တစ်ခုက item အားလုံးနဲ့ interact ဖြစ်ရပါတယ်အဲအကြောင်းလို့ဒီကောင်ကတော့နည်းနည်းတော့နှေးပါတယ်နောက်ဆုံးတစ်ခုကဘာလဲဆိုလို့ရှိရင်ကတော့ကျွန်တော်တို့ဒီ logarithmic time မှာဒီကောင်ကကြားတဲ့အခါကျတော့ O1 လောက်မမြန်ပြင်မဲ့ ON ထက်တော့မြန်ပါတယ်ဥပမာအနေနဲ့ပေးရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ dictionary တွေကနေပြီးတဲ့အခါကျတော့စာလုံးရှာတယ်လို့မျိုးပေါ့ဥပမာဒီမှာကြည့်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ A ကနေပြီးတဲ့ခါကျတော့ P လေးရှိတယ်အဲ့ဒီမှာကျွန်တော်တို့ကဒီ N လေးစားတဲ့ NET net ဆိုတာလေးကိုရှာချင်တယ်ကျွန်တော်တို့ dictionary ကိုရှာလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပထမဆုံးစာရွက်ကိုလှမ်းလိုက်လို့ရှိရင်ကျွန်တော်တို့ H မှာကြာမယ် H မှာကြာတဲ့အခါကျတော့ကျွန်တော်တို့ N ကိုမရောက်သေးဘူးဆိုတော့ကျွန်တော်တို့ကသိတယ်သိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဆက်ပြီးတဲ့ခါကျတော့လှမ်းမယ်ဆက်ပြီးလှမ်းတဲ့ခါကျတော့ L မှာကြာတယ် L မှာကြာတဲ့အတွက်ကြောင့်မလို့လဲကျွန်တော်တို့ N ကိုမရောက်သေးဘူးဆိုတာကိုကျွန်တော်တို့သိတယ်အဲကြောင့်မို့ကျွန်တော်တို့ဆက်ပြီးတဲ့ခါကျတော့သွားလိုက်လို့ရှိရင်N ကိုရောက်ပြီးတဲ့ခါကျွန်တော်တို့ NET net ဆိုတာကိုကျွန်တော်တို့ရှာပြမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီကောင်ကကြားတဲ့ခါကျတော့ခုနကတော့ပြောခဲ့သလိုမျိုးပဲ dictionary တွေကနေပြီးတဲ့ခါကျတော့စာလုံးရှာတယ်မျိုးအလယ်ကနေပြီးတဲ့ခါကျတော့ခွဲပြီးရှာလို့ရတဲ့အတွက်ကြောင့်မလို့ O1 လောက်တော့မမြင်ပါပဲကျွန်တော်တို့ O1 ထက်တော့မြန်ပါတယ်ပေါ့နော်ဆိုတော့ဒါကဒီ bit notion အကြောင်းပြောပြပေးသွားတာဖြစ်ပါတယ်ဆိုတော့နောက်ဗီဒီယိုမှာတော့ကျွန်တော်ဒီ data structure တွေအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်အဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ် bye bye ပါ